င်္ဂလာပါရှင်ဒီနေ့ဖတ်ပြမယ့်စာအုပ်ကတော့ Henry Bernstein ရေးသားထားပြီးဒေါက်တာနှွဲ့ကီခိုင်ဘာသာပြန်ဆိုထားတဲ့ Class Dynamic of Agrarian Chain စိုက်ပျိုးစီးပွားလောကအပြောင်းအလဲများကြားမှာလူဒန်းစားသဘောဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်အဲ့ဒီစာအုပ်ထဲကမိတ်ဆက်စိုက်ပျိုးစီးပွားနောက်ွယ်မှာနိုင်ငံရေးဘောကပေးတာဆိုတဲ့အပိုင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်စိုက်ပျိုးစီးပွားနောက်ွယ်မှနိုင်ငံရေးဘောကပေးတာဤစာအုပ်ကိုထုတ်ဝေကြသောပညာရှင်များပါဝင်ရေးသားလေးရှိသည့်မြေယာစီးပွားအကယ်ဒမီဂျာနယ်၏ပင်မရည်ရွယ်ချက်ကိုဤသို့အသေးပဲဖွင့်ဆိုခဲ့သည်လူမှုဆက်ဆံရေးများ social relation လူတို့၏ထုတ်လုပ်မှုဖြစ်စဉ် production စဉ်ဆက်မပြတ်ဆင့်ပွားထုတ်လုပ်မှုဖြစ်စဉ် reproduction နှင့်ယခင်ကတည်းကရှိခဲ့သောစိုက်ပျိုးစီးပွားစနစ်များကြောင့်ဖြစ်တည်လာသောပိုင်ဆိုင်မှုနှင့်ပါဝါများအကြောင်းလေ့လာရန်ဖြစ်သည်ထိုစိုက်ပျိုးစီးပွားလောကအချင်းအရာများ၏အတိတ်ကိုရောပြစ္ဆုတ်ပံပြောင်းလဲများကိုပါလေ့လာသုံးသပ်ရန်ရည်ရွယ်ကြောင်းဆိုခဲ့သည်ယနေ့ခေတ်စိုက်ပျိုးစီးပွားကိုနားလည်နှိမ့်ဆက်လိုပါလင်အရင်ရှင်စနစ်နှင့်သူ၏လက်တံများရှေ့လျားပုံကိုအဓိကထားပြီးမစင်စားလျင်မဖြစ်နိုင်ပေအရင်ရှင်စနစ်ဟုဆိုရာတွင်အရင် capital ရှိသူနှင့်လုပ်အား labor ရှိသူတို့ကြားတွင်ရှိသောအခြေခံလူမှုဆက်ဆံရေးများအပေါ်တည်ဆောက်ထားသောစနစ်ဟုဆိုလိုသည်ထိုဆက်ဆံရေးမှာပင်ကုန်ထုတ်လုပ်မှုစနစ်များထိုကုန်ထုတ်လုပ်မှုစနစ်ကိုထောက်ကူစပွားစေနိုင်သောစနစ်များဖြစ်တည်နေကြသည်ဆိုလိုသည်မှာအရင်ရှင်စနစ်၌အမြတ်အစွန်းရဖို့ဆိုလျှင်အရင်အနှီးကိုသုံးပြီးလုပ်အားကိုအသုံးချနိုင်သည်လုပ်အားစိုက်ထုတ်နိုင်သူကအရင်ရှိသူအတွက်အလုပ်လုပ်ပေးရသည်သို့မှသာ၎င်း၏အသက်မွေးဝမ်းကြောင်းအထာမြောက်မည်ဤစာအုပ်တွင်အထက်ပါအတိတ်ပဲဖွင့်ဆိုပုံကရည်ညွှန်းသည်ထိုစနစ်ကြီးတဲ့တွင်များမြောင်လှသောစိန်ခေါ်မှုများရှုပ်ထွေးမှုများရှိနေကြသည်ကိုယခုစာအုပ်ကရှင်းလင်းတင်ပြသွားပါမည်ဥစွာကျွန်တော်အနေနှင့်ခြေစင်းကိုခင်းပြလိုပါသည်သို့မှသာကျွန်တော်ချင်းကပ်ပုံနှင့်ကျွန်တော်ဆွေးနွေးလိုသည့်အကြောင်းအရာများကိုထိထိမိမိရှင်းပြနိုင်ပါလိမ့်မည်မြင်ကွင်းကျယ်ဖြင့်သုံးသပ်ခြင်းလက်ရစိုက်ပျိုးရေးနှင့်ကမ္ဘာလူဦးရေထိုနီဝိုက်စ်ကကမ္ဘာစားနပ်ရိက္ခာစီးပွားရေးကိုဤသို့မှတ်ချက်ပေးခဲ့ဘူးလေသည်လက်ရှိကမ္ဘာ၏စားနပ်ရိက္ခာစီးပွားပေါ်ပေါက်လာပုံ၏မူလအစကိုခြေရာပြန်ကောက်ရလျင်အစဉ်စဉ်အရှိန်အဟုန်ကြီးမားစွာပြောင်းလဲခဲ့ခြင်းများကိုတွေ့ရမည်ထိုအပြောင်းလဲများသည်ယခင်ကနှစ်ထောင်ချီကြာအောင်အစဉ်စဉ်အချိန်ယူခဲ့သောအေယာမအပြောင်းလဲကြီးများဖြစ်ကြသည်နောက်ပိုင်းတွင်ထိုနှစ်ထောင်ချီကြာမှဖြစ်လာတတ်သောအပြောင်းလဲမျိုးကိုပိုမိုတူတောင်းသည့်ရာစုနှစ်အနည်းငယ်တွင်တွေ့လာရသည်များမကြာမီကမူဆယ်စုနှစ်အနည်းငယ်အတွင်း၌ပင်အလားတူလွန်စွာကြီးမားသောအပြောင်းအလဲများအားတွေ့လာရသည်နှစ်ရာချီကြာမှဖြစ်ခဲ့ပူသောအပြောင်းအလဲကြီးများကဆယ်စုနှစ်အနည်းငယ်အတွင်း၌ပင်အချိန်ကိုခြုံပြီးပေါ်ပေါက်လာကြသည်နှစ်ထောင်ချီ၍ဖြစ်တည်လာသောစိုက်ပျိုးရေးဤနေရာတွင်ထောင်စုနှစ်ချီသည်ဟုသောကိစ္စကိုစဉ်းစားကြည့်ကြပါစို့လွန်ခဲ့သောနှစ်ပေါင်း12,000ခန့်ကပုံစံတစ်မျိုးမဟုတ်တစ်မျိုးဖြင့်မြေယာအတည်တကျစိုက်ပျိုးခြင်းများတည်ရှိလာခဲ့ကြသည်ထိုမှတစ်ဆင့်စိုက်ပျိုးရေးကလူအဖွဲ့အစည်း၏ရုပ်ဝတ္ထုပိုင်းအခြေခံအုတ်မြစ်များဖြစ်လာခဲ့သည်ကျွန်တော်တို့ယခုရည်ညွှန်းနေကြသောခေတ်ပြောင်းတော်လှန်ရေးတစ်ဖွဲ့ဖြစ်လာသည့်အေယာမစိုက်ပျိုးရေးလောကအပြောင်းလဲကြီးများသည်သမိုင်းတစ်လျှောက်အကျိုးအာနိသင်ကြီးမားစွာကြံ့ရစ်ခဲ့ကြသည့်ဖြစ်ရများဆိုတော့လေအမှန်တကယ်တွင်ခက်ဖြည်းဖြည်းအချိန်ယူပြီးတစပုံပေါ်လာသော evolutionary သဘောဆန်ပါသည်စိုက်ပျိုးရေးနှင့်ရှင်သောယဉ်ကျေးမှုများသည်အာရှတစ်ခွင်လုံးတွင်စတင်ထွန်းကားခဲ့ပြီးမြောက်အာဖရိကဆာဟာရဆန်သောအာဖရိကနှင့်အမေရိကတို့ရှိလူဦးရေကျဲတော်လဲစိုက်ပျိုးခဲ့ပုံရသည့်နယ်မြေများဥရောပမှာအလားတူနယ်မြေများလည်းထိုလေးတွဲနှိကွေသောဖြစ်စဉ်ကြီးတွင်ပါဝင်ခဲ့ကြသည်အဆိုပါစိုက်ပျိုးရေးလူဖွဲ့စည်းကြီးပေါ်လာသောအခါလူအများစုမှာ
မိမိတို့စားသုံးဖို့ရာအတွက်မိမိတို့ဘာသာစိုက်ပျိုးကြသောလယ်သမားများဖြစ်ကြသည်1950ခန့်သို့ရောက်သောအခါထို့သို့စားသုံးရန်စိုက်ပျိုးကြသောလယ်သမားအရေးအတွက်မှာတစ်ကမ္ဘာလုံးတွင်တာမန်980သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်နှစ်ပေါင်းရာချီအချိန်ယူရသောစိုက်ပျိုးရေးလောကအပြောင်းအလဲများကိုကြည့်လင်မူ18ရာစု၏ဒုတိယပိုင်းနှစ်90ကိုသုံးသပ်နိုင်သည်စက်မှုလုပ်ငန်းများပေါ်ပေါက်လာပြီးကမ္ဘာစီးပွားရေးသည်စက်မှုလက်မှုလုပ်ငန်းများပြန့်နှံ့ခြင်းကိုအခြေခံသည့်ပုံစံသစ်စီးပွားရေးဖြစ်လာခဲ့သည်။သမိုင်းအပြောင်းလဲတို့သည်ရခင်လောက်မနေတော့ပဲအရှိန်အဟုန်ပိုးမြန်လာသည်။စိုက်ပျိုးရေးကိုလည်းစက်ယန္တရားများခေတ်ကအခြေခံကြပင်ပြောင်းလဲပစ်တော်သည်။1950တွင်ကမ္ဘာလူဦးရေမှာ1.5 ဘီလီယံသို့ရောက်ရှိခဲ့လေပြီ။ဆယ်စုနှစ်ချီအပြောင်းအလဲအရှိန်ယူပြီးမှဖြစ်သောအပြောင်းအလဲကိုကြည့်ရင်ကမ္ဘာလူဦးရေကိုတွေ့နိုင်သည်2000ခုနှစ်တွင်ကမ္ဘာလူဦးရေသည်6ဘီလီယံသို့ရောက်ရှိပြီး2050တွင်9ဘီလီယံဖြစ်လာလိမ့်မည်ဟုခန့်မှန်းထားကြသည်ထို့သို့ဆယ်စုနှစ်တစ်ခုချင်းတွင်လျင်မြန်စွာကြီးထွားလာသောလူဦးရေမှာလယ်ယာစိုက်ပျိုးရေးအထွက်တိုးလာသည့်ကိစ္စနှင့်အကြီးအကျယ်ပတ်သက်နေသည်လယ်ယာအထွက်မတိုးလျင်ထိုကြီးထွားလာသောလူဦးရေကိုမကြွေးထားနိုင်2018ခုနှစ်တွင်ကမ္ဘာပေါ်တွင်ပထမဆုံးအကြိမ်အဖြစ်ကျေးလက်နေလူဦးရေနှင့်မြို့ပြနေလူဦးရေအချိုးတူလာခဲ့သည်ထို့သို့ကမ္ဘာမြင်ကွင်းခြေကိုမြင်ကြည့်သောအခါထင်ရှားသောအစိတ်ပိုင်းတစ်ခုမှာကမ္ဘာလူဦးရေနှင့်အတူစားနပ်ရိက္ခာထုတ်လုပ်မှုတိုးလာခြင်းဖြစ်သည်1950ကျော်ကစပြီးပိုမိုမြန်ဆန်စွာတိုးလာခဲ့ရာတစ်ဖက်တွင်လည်းဤအချက်မှာအရင်းရှင်စနစ်၏ကြီးထွားလာပုံနှင့်ထိုအရင်းရှင်စနစ်ကဖန်တီးထားသောကမ္ဘာစီးပွားရေးကိုပြနေပေသည်နောက်တစ်ဖက်ကမြင်ကြည့်လင်မူကမ္ဘာသူကမ္ဘာသားတို့ရသောဝင်ငွေများသည်အတိုင်းအဆပမာဏချင်းများစွာကွာခြားကြသည်ထို့အတူဘဝလုံခြုံရခြင်းတွင်လည်းတစ်ယောက်နှင့်တစ်ယောက်မတူကြပေရှိသူနှင့်မရှိသူတို့ကြားတက်တန်းစစ်အောင်နေနိုင်ကြပုံတွင်လည်းကွာခြားကြလျက်ကုန်ထုတ်လုပ်မှုတွင်လည်းအဆင့်အတန်းမတူကြတော့ပေဒီကမ္ဘာလုံးလူဦးရေကိုလုံလောက်အောင်ထုတ်လုပ်နိုင်ကျွေးမွေးနိုင်စွမ်းရှိတော်လဲလူပေါင်းများစွာမှာတစ်ချိန်လုံးအငတ်ဘေးနှင့်ကြုံကြိုက်နေကြရသည်ယနေ့ခေတ်လယ်သမားမှာမိသူတို့ဖြစ်ကြသည်။အချက်အလက်အချို့နိုင်ငံများစွာတွင်စက်မှုလုပ်ငန်းများထွန်းကားလာသောအခါစိုက်ပျိုးရေးတွင်အလုပ်လုပ်ကိုင်ကြသူအရေးအတွက်လည်းကျဆင်းလာသည်2000ခုနှစ်တွင်အမေရိက၌စိုက်ပျိုးရေးတွင်အလုပ်လုပ်သူစုစုပေါင်းမှာတနိုင်ငံလုံးလူဦးရေ၏2.1% သာရှိပြီးဥရောပသမဂ္ဂနိုင်ငံများတွင်4.3%ဂျပန်တွင်4.1% ဘရာဇီးတွင်16.5%နှင့်မက္ကဆီကိုတွင်21.5%အသီးသီးရှိကြသည်တရုတ်တွင်စိုက်ပျိုးရေးထဲတွင်လုပ်ကိုင်နေသူပမာဏမှာ1988ခုနှစ်သို့ရောက်လာသောအခါ90%အောက်သို့ရောက်ရှိလာခဲ့သည်အရေးအတွက်အရကြည့်လျင်မူတရုတ်တန်း400ကျော်ခန့်မှာစိုက်ပျိုးရေးကဏ္ဍတွင်လုပ်ကိုင်နေကြသူများဖြစ်ကြသည်ထို့အတူအိန္ဒိယတွင်လယ်လုပ်သူပေါင်း260တန်းခန့်ရှိပြီးအာဖရိကတွင်တန်း200ခန့်ရှိနေကြသည်ထိုနှစ်နေရာစလုံးတွင်ရှိသောလယ်ယာစိုက်ပျိုးသူလူဦးရေမှာစီးပွားရေးကုန်ထုတ်မှုလုပ်ငန်းများတွင်လုပ်နိုင်ကိုင်နိုင်သူလူအလုံး၏60%ခန့်ရှိသည်ဟုဆိုနိုင်သည်သို့ဖြစ်ရာကမ္ဘာပေါ်တွင်စိုက်ပျိုးစီးပွားကိုအမိပြုနေထိုင်ရသူများအများဆုံးရှိရာအရပ်မှာတောင်ကဘာကျမ်းတွင်ဖြစ်သည်ဤသည်ကကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ FAO ထံမှရလာသောဒေတာများအပေါ်မူတည်၍ခန့်မှန်းထွက်ပေါ်လာသောအချက်အလက်များဖြစ်သည်ယနေ့အခါစိုက်ပျိုးရေးသည်တစ်ကမ္ဘာလုံးတွင်လူပေါင်း 1.3 ဘီလီယံခန့်ကိုအလုပ်ပေးနေပြီး၎င်းတို့အနက်90% မှာဖွံ့ဖြိုးဆဲနိုင်ငံများတွင်နေထိုင်ကြသည်၎င်းတို့အနက်အချို့ကို
လေသမားဟုခေါ်ဆိုနိုင်တော်လေ၎င်းတို့မှာမြည်သည့်လေသမားအမျိုးအစားဖြစ်သည်မြည်သည့်အချိန်ကာလနှင့်မြည်သည့်အရက်များတွင်လေအလုံးနှင့်ပတ်သက်ကြသည်ဆိုသောအချက်များအပေါ်မူတည်ပြီးကွဲပြားမှုများရှိနိုင်သည်မိုးကောင်းသောနှစ်တွင်လေလုတ်သူလားမိုးခေါင်သောနှစ်မှာလေလုတ်သူလားကာလကောင်းသောနှစ်တွင်ကလေလုတ်သူလားကာလပြတ်သောနှစ်တွင်လေလုတ်သောလေသမားဖြစ်ပါသလားစသဖြင့်ဤကွဲပြားမှုများကိုထောက်သောလေလုတ်သူအလုံးမှာတစ်ချိန်လုံးလေသမားများမဟုတ်ကြပေကျေးလက်တွင်နေထိုင်သူမြောက်များစွာကိုလေသမားစည်းရင်းသို့ပြပြင်းပြင်းမထည့်သွင်းနိုင်ပေအချို့ကျေးလက်များတွင်မူလူအများစုကလဲလုကြတော်လဲအချိန်ပိုင်းသို့မဟုတ်အချို့အချိန်များတွင်သာလဲရစိုက်ပျိုးရေးလုပ်ကင်ကြသည်လဲမရှိသူများသို့မဟုတ်မိမိကိုယ်ပိုင်စိုက်ပျိုးထုတ်လို့ရန်မတက်နိုင်သူများသို့မဟုတ်အစွန်အဖျားလေသမားသာဖြစ်ပြီးမစုံမပို့သာလုပ်နိုင်သူများအစာရှိသဖြင့်အမျိုးမျိုးဖြစ်နိုင်သည်အစွန်အဖျားလေသမားဆိုသောအဓိပ္ပာယ်ကိုပီတာဟေဇဲစာအုပ်တွင်ဤသို့အဓိပ္ပာယ်ဖွင့်ထားသည်လေအလုတ်ကရလာသောဝင်ငွေသို့မဟုတ်အလုတ်မှာတအိမ်ထောင်လုံးကိုထောက်ပံ့နိုင်လောက်အောင်မရှိသဖြင့်အိမ်ထောင်စုဤပင်မအသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ်မရက်တည်နိုင်တော့လေသမားတွေတွင်ပါဝင်နေသည့်သူများကိုအစွန်အဖျားလေသမားဟုခေါ်သည်ဥပမာအိန္ဒိယတွင်ထိုကဲ့သို့သောလေသမားမျိုးမှာတဟာတာအောက်သာမြေပိုင်သောလေသမားများဖြစ်ကြသည်တို့ရာတွင်အိန္ဒိယ၌ထိုမြတင်းငယ်သောမြေကိုပိုင်သူလေသမားမှာလေလုတ်သူအလုံး၏62%မျှရှိပြီးထိုသူတို့သည်စိုက်ပျိုးမြေစုစုပေါင်း၏19%ကိုသာပိုင်ဆိုင်ကြသည်အခေါ်အဝေါ်နှင့်အယူအဆများတောင်သူလေသမားများနှင့်အသေးစားလေသမားများတောင်သူလေသမားများအသေးစားလေသမားများလုပ်ကွက်ငယ်လေသမားများမိသားစုလေယာလုပ်ကိုင်သူများစသဖြင့်အမျိုးမျိုးအစားထိုးကအခေါ်အဝေါ်များပြောင်းလဲသုံးနှုန်းကြသည်မှာထွေပြားပေရာပင်ဤသို့ဆိုရခြင်းမှာစကားလုံးဝဟာရအသုံးနှုန်းဖွဲ့စည်းပုံကိုဆိုလိုခြင်းတသက်မဟုတ်ပေထိုအသုံးနှုန်းနောက်ွယ်တွင်ကပ်ပါလာသောအကောက်အယူကွဲပြားမှုများအသုံးအနှုန်းတစ်ခုနှင့်တစ်ခုခြားနာခြင်းများရှိနေခြင်းကြောင့်ဖြစ်သည်တောင်သူလေသမား peasants ဟူသောအသုံးအနှုန်းမှာလေသမားအိမ်တော်စုတစ်ခုကမိမိတို့ကိုယ်တိုင်စားသုံးရန်စိုက်ပျိုးထုတ်လုပ်ခြင်းကိုဆိုလိုသည်မိမိဝမ်းစာအတွက်စိုက်သောလေသမားဟုဆိုကြပါစို့ထိုအခြေခံအဓိပ္ပာယ်ဖွင့်ဆိုပုံတွင်အခြားသောဝိသေသများကိုလည်းတတွဲတည်းမြင်အောင်လေးရှိကြသည်ဥပမာကြေးရွာလှုပ်ရှားမှုအဖွဲ့အစည်းအတွင်းစီးလုံးကြခြင်းအပြန်အလှန်ဆောက်ရှောက်ကြခြင်းမိသားစုဆွေမျိုးအတိုက်အမြုံရက်ရွာအစရှိသဖြင့်ထိမ့်သိမ်းလာသောဘဝနေမှုပုံစံများကိုတန်ဖိုးထားဆောက်ရှောက်ကြခြင်းတို့ပါဝင်ကြသည်တောင်သူလေသမားဟူသောအခေါ်အဝေါ်ကိုသုံးစွဲသောအခါအဓိပ္ပာယ်ဖွင့်ဆိုမှုများတွင် peasants ဟုသုံးသောအခါတောင်သူငယ်သို့မဟုတ်မိသားစုလေသမားများဟုဆိုရာတွင်အများကမျှော်လင့်ထားသောဝိသေသလက္ခဏာများနှင့်ယက်တီချက်အရင်းခံများပါဝင်လာကြသည်တောင်သူလေသမားဟုသောဖြစ်တည်မှုကိုဖယ်ထုတ်လိုက်ခြင်းဟုဆိုရာ၌အရင်းရှင်ကဘာကိုတည်ထောင်ရန်လေသမားတို့၏ဘဝများကိုနှိမ်ပါစေခြင်းဖျက်ဆီးတတ်ခြင်းကိုရည်ညွှန်းခြင်းဖြစ်သည် William 1976ကျွန်တော်အမြင်တွင်မူ peasants သို့မဟုတ် peasantry ဟူသောအသုံးအနှုန်းများကိုအသုံးပြုရာတွင်ညီသူမိဝါကိုခေါ်အပ်သည်ဟုယူဆရန်အတွက်မဟုတ်ဘဲပညာရဲ့ပိုင်းဆိုင်ရာသုံးသပ်မှုအလို့ငါသာညံကစားလိုပေသည်ထို့ပြင်ကျွန်တော်ရေးမိလေသမားများမှာသမိုင်းခေတ်အခြေအနေနှစ်ရက်ထဲမှာလေသမားများပါဝင်သည်ပထမခေတ်မှာအရင်းရှင်စနစ်မတိုင်မီကလေသမားများ၏ဘဝဖြစ်ပြီးမိယိုဖလာမိသားစုအလုပ်ကိုဓမ္မဥချလုပ်ကိုင်သူလေသမားငယ်များအကြောင်းဖြစ်သည်အခန်း1ကိုကြည်ပါနောက်အခြေအနေတစ်ရက်မှာအရင်းရှင်စနစ်သို့ကူးပြောင်းရာတွင်လေသမားတို့ဘဝတွင်ကြုံတွေ့ရသောအပြောင်းအလဲများဖြစ်သည်အခန်း2နှင့်3ကိုရှုပါအရင်းရှင်စနစ်ကြီးထွားလာခြင်းနှင့်အတူဓ
တပိုင်းတနိုင်လေလုတ်သူများဤဘဝဝိသေသလက္ခဏာများလည်းပြောင်းလဲလာတော့သည်အစောပိုင်းတွင်တပိုင်းတနိုင်လေလုတ်သူများသည်မိမိရိတ်ခါမိမိထုတ်လုပ်ရုံသာမကပဲအနေအပါရောင်းစားရန်ထုတ်လုပ်သူများဖြစ်လာကြသည်မိမိတို့တပိုင်းတနိုင်လေယာလုပ်ငန်းကိုအခြားလုပ်ငန်းအမျိုးမျိုး၏ကုန်ထုတ်လုပ်မှုအစိတ်အပိုင်းများအဖြစ်ဈေးကွက်များတွေကအစိတ်အပိုင်းများအဖြစ်ထည့်သွင်းဝင်ရောက်လုပ်ကိုင်ကြရသည်ထို့သောမိမိတို့ဝမ်းစာအတွက်ပင်မစိုက်ပျိုးခဲ့သောလေယာကိုဈေးကွက်ထဲထည့်ပြီးဈေးကွက်အလိုအကျစိုက်ပျိုးလာရခြင်းမှာအခန်းနှစ်တွင်ဆက်လက်ဖော်ပြမည်အရင်းရှင်စနစ်ကြီးထွားလာခြင်း၏အရေးပါသောအပြောင်းအလဲတစ်ရပ်ဖြစ်သည်နောက်တစ်ချက်မှာထို့သောဈေးကွက်ဝင်ကုန်ထုတ်လုပ်သူအသေးစားများဖြစ်လာသောလယ်သမားများတွင်လူဒန်းစားအမျိုးမျိုးကွဲပြားလာကြသည်ထို့သောလူဒန်းစားကွဲပြားမှုများသမိုင်းကြောင်းအရာအစဉ်စဉ်ပေါ်ပေါက်လာပုံကိုလာမည့်အခန်း2နှင့်5တွင်ရှင်းပြထားပြီးအခန်း6နှင့်အခန်း8တွင်ထိုဖြစ်စဉ်များကို theory ရှုထောင့်မှမြည်သို့ဆင်ခြင်နိုင်ကြသည်ကိုစိတ်ငုထားပါသည်ကျွန်တော်အထင်လေသမားဟုဆိုလျင်အားလုံးတရန်တစားတွေဟုယူဆနိုင်သည်ဟုမထင်ပါတနိုင်တစ်ပိုင်းလေသမားလောက်ကွက်ငယ်လေသမားဟုမြည်သို့ပင်ဆိုစေကားမူလေသမားတွေတွင်အငယ်စားအရေးရှင်လေသမားများအလွှာအမျိုးမျိုးရှိနေကြသည်ပင်ထို့သူတို့သည်အထိုက်အလျောက်တင်းအောင်တင့်တယ်နေနိုင်သောအသေးစားကုန်ထုတ်လုပ်သူများတော်၎င်းလေယာတဲကလောက်ခစားလုပ်သမားများတော်၎င်းဖြစ်နေနိုင်ပေသည်အသေးစားတောင်သူလေသမားများဟုခေါ်ဝေါ်သတ်မှတ်ကြရာတွင်လေယာအရွယ်အစားကိုလည်းအစွဲပြု၍ပြောကြလေရှိရာစိုက်ပျိုးမြေ2ဟက်တာထက်နည်းပြီးပိုင်သောလေသမားတို့ကိုအသေးစားဟုသတ်မှတ်ကြခြင်းရှိသကဲ့သို့တောင်ကဘာကျမ်းတွင်သေးငယ်ခြင်းကိုအခြားဝိသေသလက္ခဏာများအရာလည်းဖွင့်ဆိုတတ်ကြသည်ဥပမာနည်းပညာကိုအစင်မြင့်မြင့်မသုံးနိုင်ခြင်းမိသားစုတစ်နိုင်တစ်ပိုင်းကိုယ်ပိုင်လိုအားဖြင့်စိုက်ရခြင်းစားလောက်တောက်လောက်ယုံမိသားစုလေယာဖြစ်တာရက်တည်နေရခြင်းတို့ဖြင့်ရုန်းကန်ရသောလေသမားဟုတမ်းမြင်သောအလွှာများကိုရည်ညွှန်းပေသည်အသေးစားလေသမားဟုရည်ညွှန်းရာတွင်မပါမဖြစ်အချက်တစ်ခုမှာလေယာအရွယ်အစားဖြစ်ပြီးနောက်ထပ်တွဲပါလာသောအချက်မှာမြည်သည့်စိုက်ပျိုးရေးအမျိုးအစားဖြစ်သည်နည်းဟုသောအချက်ဖြစ်သည်မြည်သည့်အခြေအနေရှိသည်နည်းဆိုသောအချက်များအပေါ်မူတည်ပြီးထိုအချက်နှစ်ခု၏အဓိပ္ပာယ်မှာကွဲသွားနိုင်ပါသည်လက်တင်အမေရိကတွင်30ဟက်တာများရှိသောလေယာမှာတနိုင်ငံလုံးလယ်သမားတဦးနှင့်ပြင်းပြပိုင်သောလယ်အရွယ်အစားထက်တင်းငယ်သည်ဟုဆိုနိုင်သောလေယာများဖြစ်ကြပြီးဝမ်းစာအဓိကစိုက်ပျိုးရေးသမားများကအများစုဖြစ်သည်အနောက်ဘန်ကောရေသွင်းစိုက်ပျိုးဧရိယာများတွင်မူထိုများလောက်သောလယ်အကျယ်ဝန်းမှာဒေသတွင်ပြင်းပြလေယာပိုင်ဆိုင်မှုအထက်တွင်ရှိပြီးပြင်ပအလုပ်သမားပင်လူကောင်းလူနိုင်သည်ဝမ်းစာအပြင်ရောင်းချရန်အတွက်ပါပုံမိုထုတ်လုပ်ပေးနိုင်ပြီလိမ့်မည်အဆုံးသတ်တွင်မိသားစုလေယာဟုဆိုရင်ရှုပ်ထွေးတတ်သည်မှာမိသားစုကပိုင်ဆိုင်သည်လားသို့မဟုတ်မိသားစုကစီမံသည်လားသို့မဟုတ်မိသားစုဝင်များကထိုမြေပေါ်တွင်ကိုယ်တိုင်လုပ်အားထည့်ဝင်စိုက်ပျိုးကြသည်လားမကွဲပြားပြီအချို့သောမိသားစုလေယာများသည်အထက်ပါ3ချက်စလုံးနှင့်လည်းကိုက်ညီနေနိုင်သည်အချို့က3ချက်စလုံးမပါဝင်နိုင်ကြောင်းအခန်း6တွင်အကျယ်တဝင့်ဖတ်ရှုနိုင်သည်တောင်ကဘာချမ်းကိုလျှက်တစ်ပြက်သုံးသပ်ကြည့်ခြင်းကိန်းကနန်းများအတိတ်ပဲဖွင့်ဆိုချက်များနှင့်အတွေးအမြင်ရှုထောင့်များထက်ပို၍စံထုတ်ကြည့်လျင်အောက်ပါအခြေအနေ9ခုတွင်တောင်သူလယ်သမားတို့ဘဝအထွေထွေရှိကြပုံကိုမြင်နိုင်သည်ထိုဖြစ်ရများမှာအိန္ဒိယမြောက်ပိုင်းဘင်္ဂလားဒေ့ရှ်တန်ဇန်နီးယားဘရာဇီးအီကွေဒေါတို့မှအတွေ့အကြုံများဖြစ်ကြသည်1960ကျော်မှာအရင်းအနှီးအားစိုက်ရတဲ့စိုက်ပျိုးရေးမဟာဗျူဟာအသစ်တွေဒီဘက်ပြည်နယ်တွေရောက်လာခဲ့တယ်။ကွန်ဂရက်အစိုးရအင်ပါရာအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့နည်းလမ်းတွေရလာတယ်ပေါ့။ငွေရှင်ကြေးရှင်လေယာတွေမှာခိမီစိုက်ပျိုးရေးတွေလုပ်ရမယ်ဖြစ်လာတယ်။တစ်နှစ်အတွင်းမှာခရိုင်တိုင်းကစိုက်ပျိုးရေးကိုကြည့်မယ်ဆိုရင်အ
အထွက်တိုးစံပြစိုက်ခင်းတွေပေါ်လာတယ်။အချို့ကဧက30 40 50အချို့က100လောက်ရှိမယ်။တီးနှံတွေမျိုးစုံဖြစ်လာတော့အချို့ကမက္ကဆီကိုဂျုံကိုစိုက်တယ်။အချို့ကဖိလစ်ပိုင်စပါးကျဲတယ်။သူတို့အဝေစီးရေတွင်းတွေကတနာရီကိုဂါလန်16,000လောက်ရေထုတ်လို့ရတယ်။ဒီလူတွေကအမျက်အစွန်းမျိုးမြက်ရတဲ့လေထွန်ဆက်ငှားပေးတဲ့လုပ်ငန်းတွေလည်းလုပ်ကြတယ်။ကိုရောင်တွေမှာမြေဩဇာအိတ်တွေအပြည့်ထည့်ထားနိုင်တယ်။အေးခန်းတွေလည်းပိုင်းလာကြတယ်။တီးစားကယူလို့လေယာလုပ်ငန်းချီနေရပိုးကောင်းမလာပါဘူးဗျာ။အလုပ်ကြကျွန်တော်ကအကုန်လုပ်ရတယ်။ရိတ်သိမ်းချိန်လည်းရောက်ရောဟာဂျီမာမွတ်ကတီးနှံကိုတဝက်သိမ်းနေ။အရင်နေ့စာလုပ်သားဘဝကတောင်ညနေဆိုအိမ်အတွက်ဆန်းပုံမှန်ပြန်ပါလာတယ်။မလောက်မငတ်ဆိုပေမဲ့ထမင်းနဲ့မှန်နဲ့ပြောရမယ်။ဒါမဲ့အကျိုးတူလေယာလဲလို့ရောကျွန်တော်မှရစရာရှိတာရဖို့ရိတ်ပြီးရဲ့အချိန်ကြီးစောင်းရတယ်။ဒီကြားထဲမှာကျွန်တော်မှာကနွားကလည်းမရှိထဲကလည်းမရှိအင်းနီနာချင်းတွေစီကဒါတွေအကုန်ငှားရတယ်အငှားစရိတ်ကလည်းများတယ်သူ့နွားတစ်ရက်ငှားသုံးပြီးရင်2ရက်ပြန်ပြီးအလုပ်လုပ်ပေးရတယ်ဒီနိုင်ငံမှာလူတစ်ယောက်လုပ်အားနွားတစ်ကောင်လုပ်အားရဲ့တဝက်ပဲတန်တယ်မျိုးသမီးတွေကကော်ဖီဆွတ်တယ်အစစ်ချွေတယ်ကြိတ်ခွဲတယ်နေလမ်းမှုဖြန့်ခင်းရတယ်အထုပ်ပြန်ထုတ်ပြီးချိန်တွယ်ရတယ်ဒါပေမဲ့ကော်ဖီဈေးကောင်းရလာတဲ့အခါကျတော့သူတို့လင်းတွေကပတ်စံတွေအကုန်သိမ်းနေယောက်ျားတွေကသူ့မိန်းမတစ်ယောက်စီကို200ရှီလင်စီပေးပြီးတော့နောက်နေ့ကားပေါ်တွဲတက်သွားကြတယ်။အများစုကတော့မြို့သွားကြတာပေါ့။သူတို့တဲခုကမ်းမှာနေပြီးပတ်စံကုန်တဲ့အထိသုံးကြတယ်။ပြီးတော့သူတို့လည်းပြန်လာရောမယားတွေကိုရိုက်မောင်းပုံမောင်းလုပ်တယ်။အခုထိကော်ဖီတီးမဆွတ်ရသေးဘူးလားဆိုပြီးတော့ဒီလိုလုပ်တာကျွန်းဆက်သွန်းနေတယ်လို့ပဲ။အလုပ်ဆိုတာဘယ်တော့မှပြီးသွားတယ်လို့မရှိဘူး။တစ်သက်လုံးလုပ်ရတာ။ဒါတွေဖြစ်လာတဲ့အကြောင်းရင်းကမြေကိုဈေးကစားကြတာပဲတစ်တော့စစ်ဟက်တာ2000လောက်ကိုရှင်းပြမယ်ဟက်တာ1000စကြက်လုပ်မယ်လို့တော့ပြောတယ်အဲ့လိုဆိုရာဘာဆေးချစ်တဲ့လူတွေကဘာလုပ်စားရတော့မလဲအဲ့ဒါကြောင့်မို့အမေဇုံတော်ရဲ့တယံဇာတာတွေကိုလူယူတာမခံရဘူးလှုပ်ရှားမှုတွေပေါ်လာကြတယ်အဲ့ဒီနေရာတွေကတောတောင်မိခွန်နေကြတဲ့လူမျိုးစုတွေနေတဲ့နေရာတွေဌာနေတိုင်းရင်းသားတွေကမြေကိုပုဂ္ဂလိကပိုင်မဖြစ်ချင်ကြဘူးအစုအဖွဲ့လိုက်သွားလာဝင်ထွက်လို့ရတဲ့တောတွေပဲဖြစ်စေချင်တယ်ရာဘာစီချစ်တဲ့လူတွေကလည်းစာဝတ်နေရေးအတွက်လုပ်ကိုင်ခွင့်ရှိရမယ်။1980တုန်းကအမေဇုံတော်ရဲ့လှုပ်ရှားမှုတွေမှာဥဆောင်တဲ့အရေးပါတဲ့ခေါင်းဆောင်တယောက်တက်ခံရတယ်။မြေရှင်တွေကသူ့ကိုတတ်ခိုင်းတာ။နောက်9ရက်လောက်ကြာတော့အလုပ်သမားတွေကအဲ့ဒီမြေရှင်ကိုပြန်တက်လိုက်ကြတယ်။ဒါသူတို့တရားစီရင်ပုံပဲ။ဟာဆန်တာတို့အိမ်ကအရေးခင်ဖြစ်တော့ခွာရကွေးကိုပြောင်းသွားတယ်။ကျမအဖေနဲ့ကသူနဲ့တီးတော့သူတို့မြေတွေကိုကျမတို့ပေးဆိုင်ပါတယ်။ဟာဆန်တာတို့အိမ်ကသူတို့မြေကိုကြောက်ရွံ့ကကြည့်ထားပြီးရင်ပြီးရောပဲသူတို့ကတော့ကိုထွက်မှပြန်လာမယ်ပေါ့ဂျေစီယာနဲ့ကျမနဲ့မြေခွက်တေးသေးလေးမှာပဲပြောင်းနေပဲတွေအသီးနှံတွေစိုက်ကြတယ်နွားလဲတစ်ကောင်နှစ်ကောင်ရှိရဲ့ဒါပေမဲ့လောက်ရကန်ရတာအခက်ခဲလိုက်တာစိုက်ပြီးထွက်လာတဲ့အသီးနှံလဲရောင်းစရာနေရာမရှိဘူးကျမတို့အနီးနားမှာကျမတို့2ယောက်တည်းစိုက်ခင်းထဲမှာကျမတို့2ယောက်ဒူးဒူးပေါင်ပဲလုပ်ကြတယ်ကျမတို့မှာကိုပေါ်လောင်ဘက်ကလေးလည်းမရှိဘူးအကုန်အဆအဆရရကိုရေးကြီးပဲပစ္စည်းကိရိယာကလည်းနည်းနည်းအရင်နေ့ကလည်းမထည့်နိုင်တလောက်ပဲမြေကိုလည်းမပိုင်ဘူးမဟုတ်လားနောက်ဆုံးတော့ JB ကအကူရှိတဲ့ခွာရကွေးပဲလိုက်ကြစို့လို့ကျမကတိုက်တွန်းရတော့တယ်အထက်ပါစာများတွင်ပထမဆုံးဇက်လန်မှာချမ်းသာသောလယ်သမားများကျွယ်ဝပုံကိုဖော်ပြသည်1960ကျော်ကုန်ကန်ဤနှစ်များတွင်ကွန်ဂရက်ပါတီအစိုးရကမိတ်ဆက်လိုက်သောအိန္ဒိယတီးနှံအထွက်တိုးရေးညစိမ်းအောင်တော်လှန်ရေး policy များကြောင့်အကျိုးအမြတ်များစွာရခဲ့သူတို့၏အတန်ဖြစ်သည် Elizabeth Whitcomb ကထိုလယ်သမားသည်မူလကတည်းကအစဉ်အဆက်မြေပိုင်ရှင်မျိုးများဖြစ်ကြောင်းပြောကြားသည်သို့ဆိုလျှင်အကျိုးခံစားကြရသူများတဲ့တွင်အရင်းရှင်စီးပွားရေးစနစ်ထဲတွင်ဝင်ဆက်နိုင်လောက်အောင်အထုပ်အထည်စုမိလာသောဥစ္စာရှိသည့်တောင်သူလယ်သမားများလည်းပါဝင်လာကြသည်ထိုသူတို့တွင်ငွေကြေးခြေလိုင်းလက်နိုင်ထည့်ထားနိုင်သောစိုက်ပျိုးရေးလုပ်ငန်းများရှိကြပြီးအထွက်အကောင်းဆုံးဖြစ်အောင်သွင်းရစုများကိုနိုင်နှင်းရင်းနှီးမြှုပ်နှံပေးနိုင်သူများဖြစ်ကြသည့်အလျောက်ညစိမ်းအောင်တော်လှန်ရေးတွင်အထွက်နှုံးမြင့်အောင်ပြုပြင်ထားသောဂျုံနှင့်စပါးမျိုးများကိုလည်းစိုက်ပျိုးကြသည်လေထွန်ဆက်များရေသွင်းပန့်များဓာတ်မြေဩဇာများပြည့်နေသောကိုယ်တော်များစတိုကန်းများကိုပိုင်ကြသည်အထွက်တိုးစပါးမျိုးများကိုသုံးကြသောကြောင့်
နောက်ထပ်ရာသီများတွင်စိုက်ပျိုးရန်အရင်းအမြစ်များစပွားတိုးလာကြသည်ထိုမျိုးများကိုကမ္ဘာအချို့နေရာများတွင်ထူထောင်ထားသောစိုက်ပျိုးရေးသုတေသနစင်တာများကတင်သွင်းလာကြသည်ထိုကျွဲဝသောလယ်သမားကြီးများ၏လယ်သည်သူ့နဘေးအနီးအနားကလယ်ကွက်များနှင့်တကွတန်ဇန်နီးယားသို့မဟုတ်မင်္ဂလာဒေ့ရှ်ကလယ်သမားအလုံးနီးပါးထက်စာလျှင်အလွန်ကြီးမားသည်ဟုဆိုနိုင်တော်လဲဘရာဇီးကသူနှင့်အဆင့်တူဂုဏ်တက်တူလယ်သမားတဦးနှင့်ရှင်လျှင်သူ့ပိုင်ဆိုင်မှုမှာပမွားသာဖြစ်သည်ဒုတိယဇလန်မှာဘင်္ဂလားဒေ့ရှ်ဆင်းရဲသားမြေမပိုင်သောလယ်သမားတဦးဖြစ်ပြီးပထမဇလန်နှင့်များစွာခြားနားသည်နေ့စဉ်အသက်မွေးရန်များစွာရုန်းကန်နေရသည်အခြေခံလိုအပ်ချက်များကိုပင်မဖြည့်ဆည်းနိုင်ပေမစားလောက်မတောက်လောက်အခြေအနေဖြစ်သည်မြေကိုငှားထရသည့်အပြင်ထွန်ရက်မြင့်နွားကိုလည်းမပိုင်မိမိစပါးမိမိစိုက်နေချိန်တွင်အခြားသူများအတွက်လည်းနှိမ့်စားအလုပ်လုပ်ရသေးသည်ပထမဇလန်နှင့်ရှင်သောဤဇလန်ဖြစ်တရားမှာတီးစားခယူထားသောကျေးလက်လေတကွင်းများ၏မြင်ကွင်းနှင့်တစ်ခတ်သေးပင်တပြိုင်နက်တွင်လောက်အားခါရရန်အပြင်ထွက်အလုပ်လုပ်နေရခြင်းကိုကြည်ခြင်းအပြင်ထိုကဲ့သို့သောလောက်အားမျိုးကိုငှားရမ်းသုံးစွဲနိုင်သူတို့မှာပထမဇလန်မှာအိန္ဒိယမြောက်ပိုင်းမှစီးပွားဖြစ်တိုးတက်နေသောလေယာပိုင်ရှင်များဖြစ်နိုင်ကြပေသည်တတိယဇလန်မှာတန်ဇန်နီးယားမှဖြစ်ပြီးကျားမတန်းတူညီမျှမှုတွင်ပြဿနာရှိနေကြောင်းထင်ရှားစွာဖော်ပြနေပေသည်ရခိုင်ဇလန်တစ်ခုနှင့်ကွဲသည်မှာဤဇလန်ပါလေသမားများသည်နိုင်ငံတကာစည်းကွက်ထဲသို့တင်ပို့မိသည့်နှံကိုစိုက်နေကြသူများဖြစ်သည်တို့ဖြစ်ရာအသေးစားလေသမားများဖြစ်မည်ဟုခန့်မှန်းနိုင်သည်ကော်ဖီကိုစိုက်ပျိုးရာတွင်သုံးကြသောမြေယာလုပ်အားနှင့်အခြားအရင်းမြစ်များကြောင့်မိသားစုစားသုံးသည့်အိတ်ခါများစိုက်ပျိုးသည့်အပေါ်မြေသို့အကျိုးသက်ရောက်နေနိုင်သည်ကစဉ်းစားစရာဖြစ်လာသည်ဤနေရာတွင်ကော်ဖီစိုက်ပျိုးထုတ်လုပ်ပြီးရှိလာသောဝင်ငွေမှာတစ်နှစ်တာအိမ်ထောင်စုအတွက်အထောက်အပံ့လည်းဖြစ်နိုင်သည်တို့ရာတွင်ထိုငွေကိုမိသားစုလိုအပ်ချက်များဖြည့်ဆည်းရန်အတွက်မသုံးရဘဲအိမ်တော်ဦးစီးယောက်ျားကစိတ်အလိုအလိုက်တုံးဖြုံးသောငွေဖြစ်သွားခဲ့သည်ဘရာဇီးမှဇလန်တွင်မူယနေ့ခေတ်သစ်သမိုင်းလေယာစီးပွားရေးပုံရိပ်များအလွန်ရင်းနှီးနေသောတရုတ်ပုံလွှာကိုတွေ့ရသည်မြေယာကိုလူယူမှုများရှိသည်မြေယာအသုံးချပုံမတူလိုကြသူများကြားပဋိပက္ခများဖြစ်ရသည်တစ်တောကိုအသုံးပြုခွင့်ရရန်အပြိုင်အဆိုင်စူးစမ်းကြခြင်းလည်းရှိသည်ယခုဇလန်တွင်ရာဘာပင်ရိုင်းများမှရာဘာဆေးချစ်ယူခြင်းအပြင်အသက်မွေးကြသူများနှင့်တိရစ္ဆာန်အစာအတွက်ပဲပိဆက်ဆိုင်ရန်သို့မဟုတ်မွေးမြူရေးခြံကျဲကြီးများထောင်ရန်စကြက်နေရာရရှိစေရေးအတွက်တောကိုခုတ်ပစ်လူသူတို့ကတစ်ဖက်ဖြစ်သည်မြေယာရယူသုံးစွဲမှုပုံစံပေါ်တွင်ဖြစ်ကြသောပဋိပက္ခတင်းမာမှုများကိုလည်းတွေ့ရသည်မြေယာကိုပုဂ္ဂလိကပိုင်အဖြစ်သိမ်းယူပြီးမောင်ပိုင်စည်းစိမ်သူတို့ကတစ်ဖက်ရက်ရွာအနေဖြင့်စုပေါင်းမြေယာသုံးစွဲလူသူတို့ကတစ်ဖက်ဖြစ်သည်အချို့သောရက်ရွာများလူမှုအဖွဲ့အစည်းများသည်မပိုင်ဆိုင်တော့လဲအကျိုးကိုဘုံခံစား권ရှိသောစနစ်ဖြင့်စုပေါင်းသုံးစွဲလိုကြသည်ထို့ပြင်နိုင်ငံများစွာ၌ကိုလိုနီအတိတ်သမိုင်းကပြဋ္ဌာန်းခဲ့သည့်ပြဿနာများမှာလူမျိုးမတူယဉ်ကျေးမှုမတူပါဝါအသုံးချနိုင်ပုံမတူကြသည့်အုပ်စုများကြားဖြစ်ပေါ်နေကြသည့်ပဋိပက္ခများဖြစ်ကြသည်နောက်ဆုံးဇလန်မှာအီကွေဒေါနိုင်ငံရှိမြေယာမဲ့လူငယ်စုံတွေကစိုက်ပျိုးရေးလုပ်ငန်းအသေးစားလေးလုပ်ရန်မြေငှားပြီးရုန်းကန်ကြရသည့်ဇလန်ဖြစ်သည်မြေရှင်မှာလက်တင်အမေရိကအစဉ်လာရခြံကျဲကြီးများပိုင်ဆိုင်သူများဖြစ်ကြပြီးကိုစိုက်ထားကြသည်တို့ရာတွင်ကိုစိမ်းသောမရှုမလပြုတ်ကျသောနှစ်တွင်ခြံကိုပစ်ထားလိုက်ကြသည်မြေငှားဆောင်တွင်မှမိန်းကလေးဖြစ်သူမာရီယာရည်ညွှန်းသောပြဿနာဖြစ်သည်အိန္ဒိယတွင်နောက်ထပ်နိုင်ငံတကာသို့တင်ပို့သည့်စိုက်ပျိုးကုန်တစ်ခုကိုထပ်တွေ့ရပြန်ပြီတန်ဇန်နီးယားမှကော်ဖီကဲ့သို့၎င်းဘရာဇီးမှပဲပိဆက်နှင့်အမဲသားသည်၎င်းနိုင်ငံခြားစည်းကွက်ကိုအမိပြုသောကုန်ပစ္စည်းများဖြစ်ကြသည်ထို့အတူအီဇလန်တွင်လည်းအသေးစားစိုက်ပျိုးရေးလုပ်ငန်းများ၏ဒုက္ခကိုတွေ့နိုင်သည်မာရီယာနှင့်ခင်မွန်နန်ဂျေဘီယာတို့နှစ်ဦးခြံကိုထိထိရောက်ရောက်လုပ်နိုင်ရန်အလုပ်သမားလည်းမငှားနိုင်ဟုမာရီယာကစာဖတ်သူကိုပြောပြထားရာအိန္ဒိယတွင်မေးစရာပေါ်လာသည်မှာ
သူတို့လောက်ကင်နေသောမြေသည်မိကဲ့သို့သောမြေယာအမျိုးအစားဖြစ်သည်။မိသည့်လေယာသုံးကိရိယာများသုံးဆွဲရန်လိုအပ်သည်။အစရှိသည့်မိကွန်များဖြစ်သည်။သူတို့သည်ကိုယ်ပိုင်ဝမ်းစာအတွက်စိုက်ပျိုးကြသလိုတီးနှံအနှဲငယ်ကိုလည်းခွဲပြီးရောင်းချကာဝင်ငွေရှာမှသာအိမ်တွင်လိုအပ်နေသောမိမိတို့ဘာသာမထုတ်လုပ်နိုင်သောပစ္စည်းများကိုဝယ်ယူနိုင်ကြမည်ဖြစ်သည်။၎င်းတို့သည်ငယ်ရွယ်သေးသူများဖြစ်ကြတော့လေနောက်ဆုံးတွင် JBI အကိုပါကိုဤနောက်သို့လိုက်ရန်ဆုံးဖြတ်လိုက်ကြသည်။ခွာရကွေးစိတ်ခံမြို့ကြီးတွင်ပုံမူကောင်းမွန်သောအသက်မွေးဝမ်းကြောင်းအလုပ်ကိုရှာဖွေနိုင်လိမ့်မည်ဟုမျှော်လင့်ကအီကွေဒေါနိုင်ငံ၏ပစိဖိတ်သမုဒ္ဒရာသို့မျက်နှာမူထားသောကမ်းရိုးတန်းဘက်ထွက်ခွာခဲ့ကြလေသည်ထိုဇက်လန်၅ခုစလုံးကပြတ်သားနေသည်မှာစိုက်ပျိုးရေးသည်ပုံစံအမျိုးမျိုးရှိနိုင်သလိုလယ်သမားခြံသမားတို့လူမှုဘဝမှာလည်းအမျိုးမျိုးအပုံပုံဖြစ်သည်သူတို့ရင်ဆိုင်ရသောကုန်ပစ္စည်းများရောင်းချရာဈေးကွက်အခြေအနေတွင်းအားစုများနှင့်အလုပ်သမားကိစ္စဒေသအမျိုးမျိုးတွင်ရှိသောစိုက်ပျိုးရေးကိုအထောက်အကူပြုသည့်တဘာဝပတ်ဝန်းကျင်အခြေအနေများပေါ်မူတည်၍တောင်ကဘာချမ်းရှိလူအမျိုးမျိုးအပုံပုံအဖို့အလယ်သမားဖြစ်ရခြင်းမှာပုံစံမျိုးစုံဖြစ်နိုင်သည်ထို့သောကွဲပြားစုံလင်လာသောပုံစံများရှိနေကြသည်ဖြစ်ရာမြေပြင်အခြေအနေကိုခက်လွယ်လွယ်အကြမ်းအဖြစ်ကောက်ချက်ဆွဲရန်မဖြစ်နိုင်ပေတို့ရာတွင်မိတို့ပင်ဒေသအလိုက်ကွဲပြားသောအသေးစိတ်အချက်အလက်များရှိနေစေကမူလေယာစီးပွားလောကတွင်ဖြစ်ပျက်နေသောအပြောင်းအလဲများနှင့်ဇလန်တစ်ခုစီ၌စာရေးသူများတင်ပြထားသောပုံရိပ်ထက်ပုံမကျဲပြန့်သောအကြောင်းအရာများကိုတစ်စိတ်တစ်ပိုင်းရှုမြင်သုံးသပ်နိုင်ကြပေသည်ကျေးလက်အစွန်းအဖျားမှလူဒန်းစားကွာဟမှုနှင့်ဂျန်ဒါမညီမျှမှုများနေရာများကိုရရှိသုံးစွဲပိုင်ခွင့်များကွာခြားကြသလိုကုန်ထုတ်လုပ်မှုဖြစ်စဉ်၏အစိတ်အပိုင်းအသီးသီးတွင်ကြာရနေရာကဝင်ရောက်လောက်ကင်ကြရပုံများလည်းမတူကြပေထို့အတူထို့သောဖြစ်စဉ်ကြီးတဲ့တွင်ဝင်ရောက်လောက်ကင်ခြင်းမှရရှိလာသောအကျိုးအမြတ်များသည်လည်းမတူညီကြပေပစ္စည်းဥစ္စာနှင့်အသက်မွေးဝမ်းကြောင်းမှုဒဏနှင့်ဆင်းရဲနွမ်းပါမှုကိုလိုနီခေတ်၏အမွေများနှင့်နိုင်ငံတော်အစိုးရတို့၏ဆောင်ရွက်မှုများစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများနှင့်နိုင်ငံတကာဈေးကွက်နည်းပညာနှင့်ငွေကြေးစိုက်ပျိုးရေးထွက်ကုန်များအခြေအနေနှင့်ပါဝါအနေအမြင့်နှင့်ဓနဥစ္စာမညီမျှမှုကြားအချက်အဆက်ထိုမညီမျှမှုများပုတ်တိုင်မိကြပုံပါဝါအသာစီးရသူကနေမြဲအတိုင်းနေလိုသည့်အတွက်ကြောင့်ဖြစ်လာရသောသွေးထွက်တန်ယိုကိစ္စများတန်ဇန်နီးယားမှဂျန်နာမညီမျှသောအိမ်တွင်အကြမ်းဖက်မှုမှသည်ဘရာဇီးမှလူဒန်းစားတိုက်ပွဲအကြမ်းနည်းဖြင့်စီရင်ကြသည်များအထိအကြောင်းအရာများသို့ဖြစ်ရာကားမတ်၏အဘိဓမ္မာများမှဆင်းသက်လာသောလေယာလောကနိုင်ငံရေးဘောဂဗေဒနှင့်အရင်းရှင်စနစ်၏နိုင်ငံရေးဘောဂဗေဒကိုအရင်ခံထားကကဏ္ဍအသီးသီး၌ယခင်နှင့်ယခုဖြစ်ပေါ်နေသောအပြောင်းအလဲများကိုဤစာအုပ်တွင်လေ့လာသွားကြပါမည်။ Mars ၏နိုင်ငံရေးဘောဂဗေဒအင်္ဂလန်တွင်1850ကျော်မှ1880ကျော်နှစ်များအတွင်းနေထိုင်ခဲ့ရသောကြောင့်ကားမတ်သည်ကမ္ဘာအစောဆုံးစက်မှုတော်လှန်ရေးကတည်ယူခဲ့သောလူအဖွဲ့အစည်းအပြောင်းအလဲများကိုမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်သူ၏ပြောင်မြောက်လာသောအဆုံးမသက်နိုင်ခဲ့သည့်အရင်ချမ်းတွင်မတ်ကပုံမကြီးထွားလာသောစက်မှုအရင်ရှင်ကုန်ထုတ်လုပ်မှုပုံစံများ၏တရုတ်တကံများအရွေ့များကိုရှင်းပြခဲ့သည်မတ်၏အလိုအရအရင်ရှင်စနစ်အထူးသဖြင့်စက်မှုအရင်ရှင်စနစ်သည်ကမ္ဘာတစ်ခုလုံးနှင့်ချီသောသမိုင်းဖြစ်ရပင်အရင်ရှင်စနစ်၏တရက်ကိုအရာ၎င်းဖြစ်လာသောအကျိုးအာနိသင်အရာ၎င်းကမ္ဘာနှင့်ချီသည့်သမိုင်းကြောင်းကိုဖြစ်ထွန်းစေသည်အရင်ရှင်စနစ်ကြီးပေါ်ပေါက်လာပုံမှာတော်လှန်ရေးတစ်ခုအတွင်းရုံးကြွလာခြင်းဖြစ်သည်အရင်ရှင်စနစ်နှင့်အတူကုန်ထုတ်လုပ်မှုပုံစံသစ်ပေါ်ပေါက်လာပုံမှာကမ္ဘာသမိုင်းတွင်သဘာဝအလိုအလျောက်ပေါက်ဖွာလာသည့်ကိစ္စတစ်ခုမဟုတ်သလိုမလွဲမရှောင်သာဖြစ်လာရမည့်စနစ်တစ်ခုလည်းမဟုတ်ပေသို့သောဤစနစ်အခြေတကျပေါ်လွင်လာပြီးသောအခါတွင်မူသူတရေအရာပါလာခဲ့သောအရင်ရှိသူကအမျက်ထုတ်နိုင်ပုံများကမ္ဘာအနှံ့အရှိန်အဟုန်နှင့်ပြန့်နှံ့သွားခဲ့သည်
ငွေအားဖြင့်စီးစိမ်ဥစ္စာစုပ်ယူစုဆောင်းနိုင်ပုံများရှင်ပြိုင်မှုကိုမိထုတ်ပေးခြင်းများနှင့်ကုန်ထုတ်လုပ်မှုစွမ်းအားကိုအတော်မသက်မြင့်တက်မြင့်အောင်ဆောင်ရွက်ခြင်းများကိုတစ်ကမ္ဘာလုံးတွင်အမြင့်ချပွားများစေခဲ့ခြင်းများပေါ်လွင်လာတော့သည်မတ်စ်ကအနောက်မြောက်ဥရောပ၏စက်မှုအရင်းရှင်စနစ်ခေတ်ထလာခြင်းနှင့်တွဲ၍အရင်းရှင်စနစ်ကုန်ထုတ်လုပ်မှုပုံစံများပေါ်ပေါက်လာပုံအကြောင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်သို့သောကားမတ်စ်ညွှန်းဆိုခဲ့သောကာလမတိုင်မီကအရင်းရှင်စနစ်ပုံစံများညီသို့ရှိခဲ့ကြသည်။ထိုအချက်နှင့်ပတ်သက်၍အငင်းခုန်များစွာဖြစ်လာခဲ့ကြသည်။စက်မှုမထွန်းကားမီစိုက်ပျိုးစည်းပွားအခြေပြုလူအဖွဲ့အစည်းများတွင်အရင်းရှင်စနစ်သည်မိသို့သောပုံစံဖြင့်တည်ရှိခဲ့ကြသည်။စက်မှုအရင်းရှင်စနစ်ခြေကျပြီးချိန်တွင်၎င်း၏စနစ်ကြောင့်စိုက်ပျိုးစည်းပွားအပြောင်းအလဲများမိသို့မိပုံဖြစ်လာခဲ့ကြသည်။ထိုအပြောင်းအလဲများမိသို့ပြန့်နှံ့ဖြစ်ပေါ်စေခဲ့သည်။ကျွန်တော်ဆန္ဒမှာကားမတ်စ်၏အရင်းရှင်စနစ်ကုန်ထုတ်လုပ်မှုပုံစံသီအိုရီထဲမှာအယူအဆများကိုသုံးပြီးခေတ်သစ်ကမ္ဘာထဲမှာရှုပ်ထွေးလာသည့်ပုံစံအမျိုးမျိုးတည်ရှိနေသောခေတ်သစ်လေယာစီးပွားသမိုင်းများကိုလေ့လာရည်ဖြစ်သည်အရင်းရှင်စနစ်၏ကမ္ဘာလုံးချီသောသမိုင်းကိုကဏ္ဍများခွဲပြီးအကျဉ်းအဖြစ်လေ့လာရန်နှင့်သမိုင်းအစစ်အပိုင်းများတစ်လျှောက်၎င်းတို့၏ကြရဲ့ဖြင့်မှန်ကူကွက်များတစ်ဖွဲရှုပ်ထွေးမှုအဖုံဖုံဖြစ်တည်လာရပုံများကိုတင်ပြသွားပါမည်မတူညီသောအခြေအနေများကိုမိမောင်းထိုးကမနုဿဗေဒပညာရှင်မိုက်ကယ်ဂီလ်ဆန်ဆိုခဲ့ဘူးသလိုပင်သမိုင်းမှန်ကူကွက်အချင်းချင်းအကြားဆက်ဆက်ကိုလေ့လာနိုင်ပါမည်ကျွန်တော်တို့သိနာလေရန်လိုအပ်သမျှအဝါအဝါကိုကားမတ်စ်ထံတွင်ရှာဖွေနိုင်ကြလိမ့်မည်ဟုကျွန်တော်အနေနဲ့အကြံမပြုလိုပါတို့ရာတွင်၎င်း၏သီအိုရီ၎င်းကဖွဲ့ပြခဲ့သောသမိုင်းကြောင်းများကိုထောက်လျင်ကားမတ်စ်တာလင်ဤအရှုပ်ထွေးများကိုမူလပထမရှင်းလင်းပြနိုင်သူဟုဆိုရပြီမည်သူ၏သီအိုရီအတွေးအမြင်များအားဆက်ဆက်ပြသွားပုံမှာတတ်မဲ့အရာကိုလိုက်ဖန်ရတကယ်သူပင်ဖြစ်ပြီးသူကိုယ်တိုင်အပိသက်သွားနိုင်သောအပိဓမ္မာစနစ်လည်းမဟုတ်ပေသမိုင်းတစ်လျှောက်သူသီအိုရီများကိုလက်တွေ့ကျင့်ကြံရာတွင်၎င်းလက်စုပ်လက်ကင်ပြနိုင်အောင်စုံစမ်းဆန်းစစ်စိတ်ငူကြရာတွင်၎င်းအငင်းအခုံများတင်းမာမှုများတပုံတပင်ထွက်ပေါ်လာတဲ့မြဲပင်အခြေအတင်အငင်းပွားမှုများမခံနိုင်အောင်ရှိမြဲပင်နိုင်ငံရေးဘောဂဗေဒနီးနာနိတ္တရများစာတမ်းတွင်လည်းကားမတ်စ်ကဤသို့ဆိုခဲ့ဘူးသည်လက်တွေ့လောကတွင်ကျင့်သုံးစရာဟုမြင်လာကြခြင်းမှာလည်းအကြောင်းရင်းများစွာစုပြီးဖြစ်လာခြင်းကြောင့်သာဖြစ်သည်ဟု၏ယခုစာအုပ်တွင်တခန်းစီသည်သီအိုရီပိုင်းမှအမြင်များမိခွန်းပု္ပ္ပစာများကိုသမိုင်းဖြစ်စဉ်များနှင့်ဆက်ဆက်မိမောင်းထိုးပြသွားပါမည်အချို့နေရာများတွင်မူအတင်းချုံပြီးခြုံငုံရှင်းပြချက်များပါဝင်မည်ထိုအထဲတွင်ရေဘူးရဆန်ဆန်ကောက်ချက်များလည်းပါဝင်မည်ဖြစ်ရာအခန်း2နှင့်9တို့တွင်ခေတ်သစ်အရေးရှင်ကဘာဖြစ်တည်လာကိုအစဉ်အတိုင်းရှင်းပြထားသည်ထိုရာတွင်သမိုင်းသည်နေရာတကာ၌ပုံစံတူဖြစ်ပေါ်ကြခြင်းမရှိရာအတီးတီးထူးခြားချက်များရှိနေသောအရင်းရှင်စနစ်ကုန်းထုတ်လုပ်မှုသမိုင်းတစ်ခုစီကိုလည်းအချင်းချင်းမဆက်ဆက်ပြ၍မဖြစ်ပေတို့ရာတွင်သမိုင်းကိုနှစ်ကာလအပိုင်းအခြားများခေတ်အလိုက်ပိုင်းခြားပြရာတွင်လည်းတခေတ်စီပိုင်းပြီးတသက်စီရှင်းပြ၍မရစကောင်းပေမြည်သည့်ရာစုနှစ်တွင်မြည်တို့ဖြစ်ခဲ့သည်ဟုရာစုအလိုက်ခွဲပြော၍မဖြစ်ပါတခေတ်စီဖြစ်ပေါ်လာသောအပြောင်းအလဲများကိုရှင်းပြရန်ခေတ်အလိုက်ခွဲပြခြင်းမှာလိုအပ်ပါသည်တို့ရာတွင်တပိုင်းစီပြောခြင်းကြောင့်အကောက်အယူလွဲနိုင်သောအန္တရာယ်မှာဖြစ်အပျက်များသည်ခေတ်တစ်ခေတ်တည်းတွင်ဘောင်ခတ်ပြီးပုံမှချ၍မရခြင်းပင်ဖြစ်သည်တခေတ်စီခေတ်အလိုက်ပိုင်းပြခြင်းကြောင့်တခေတ်မှတခေတ်အကူတွင်ဆက်ဖြစ်နေသောအရာများကို၎င်းဆက်မဖြစ်နေတော့သောအရာများကို၎င်းဝေဝါးသွားနိုင်သည်ဤစာအုပ်တွင်သမိုင်းကိုခေတ်များဖြင့်ရေးသားထားသည့်သဘောမှာအရေးပါသောအပြောင်းအလဲများအပေါ်မြင်သာအောင်တစိမ့်ကပ်ပေးခြင်းသာတို့ရာတွင်ခေတ်တစ်ခုတွင်ပေါ်ပေါက်လာသောအပြောင်းအလဲများသည်အခြားခေတ်တစ်ခုတည်းသို့ကူးပြောင်းလာခြင်းတွင်အမြဲလိုပင်ယခင်အတိုင်းလွှမ်းမိုးထားမြဲအရှိန်အဝါကြီးမြဲယခင်ကရှိခဲ့ဘူးသောအတိတ်နှင့်ပြစ္ဆုတ်ပံတို့ပွတ်တိုက်ကြမြဲဟုမဆိုနိုင်ပေအချို့သောသမိုင်းဖြစ်စဉ်များမှာပ
ပို၍ပြင်းထန်သောအချို့အကွေအသက်အစင်းများပါဝင်ကြသည်မှာမှန်တော်လေဤစာအုပ်၏ရွယ်ချက်မှာခေတ်များကိုပိုင်းခြားပြခြင်းအပြင်သမိုင်းမှတ်တိုင်များအလွယ်မြင်နိုင်ပြီးစာဖတ်သူအတွက်စင်ကျင်တွေးတောစရာများကိုကာလဒေတာပယောဂနှင့်ဆက်ဆက်၍ပုံကျမ်းဆွဲပြနိုင်ရန်ဖြစ်သည်စာဖတ်သူကိုယ်တိုင်ကမူထိုသမိုင်းကိုမိမိတို့ဘာသာစစ်ဆေးစုံစမ်းရန်အသုံးချဆင်ခြင်ရန်ပြင်ဆင်ပြောင်းလဲရန်သို့မဟုတ်ပယ်ချရန်မိမိဘာသာလုပ်ကြရပေလိမ့်မည်ယခုကဲ့သို့မတ်ဝါဒအခြေပြုသုံးသပ်ပုံနှင့်၎င်း၏လက်တွေ့သုံးတဲ့ပုံကိုစမ်းစစ်ရာတွင်စိန်ခေါ်မှုများရှိပါသည်ဤစာအုပ်မှာမလွယ်ပါအဘယ်ကြောင့်ဆိုတော့ကျွန်တော်တို့နေထိုင်သောကဘာကြီးသည်ရှုပ်ထွေးမှုများလားရမတူကြသောအဖြစ်အပျက်များထင်းချမ်းပြည့်နေသည့်နေရာဖြစ်ရာဤကဘာအကြောင်းအယိုးရှင်းဆုံးရေးသားရန်မဖြစ်နိုင်ပါကျွန်တော်ရွေချက်ကမူစာဖတ်သူတို့စင်ကြင်မှုကိုအထောက်အကူဖြစ်စေသောပစ္စည်းကိရိယာများရစီလိုသောဆန္ဒဖြစ်သည်ဇာတကပုံပြောတကယ်သို့ဇရိတ်တကိုပြင်သည့်ပုံပြင်များကိုဝေမျှရန်မဟုတ်အချို့ဇာတ်ကြောင်းများသည်စိတ်ကူးစိတ်တန်းအယူအရာနားထောင်ကောင်းတော်လဲကဘာသည်ထိုဇာတ်ကြောင်းများကဲ့သို့မယိုးစင်းလာပေဥပမာငယ်သောလှဤဟူသောဖွံ့ဖြိုးရေးအတွေးခေါ်မျိုးကြီးသောရုပ်ဆိုဤဆိုသော theory မျိုးတနိုင်တပိုင်းလေသမားကအပြစ်ကင်း၍ corporate စိုက်ပျိုးရေးကအကုသိုလ်များသည်ဟူ၍တိမ်ကြုံပြောသောဇာတ်ကြောင်းမျိုးကိုဤစာအုပ်တွင်တွေ့ရမည်မဟုတ်အချုပ်အားဖြင့် mass ဤအတွေးခေါ်များကိုဘာသာပြန်ကြပုံများယူငင်သုံးဆွဲကြပုံများကိုမနစ်မြို့ကြသည့်အနက်အဆိုးရွားဆုံးအငင်းခုံများမှာမတ်ဝါဒီတို့အကြားသို့မဟုတ်မတ်ဝါဒီ၏လွှမ်းမိုးခြင်းကိုခံကြရသူများကြားတွင်ဖြစ်လေရှိသည်ထိုသမိုင်းကြောင်းနှင့်အငင်းခုံများကိုရင်ပါနေသူများအနေနဲ့ယခုစာအုပ်ငယ်တွင်ကျွန်တော်တင်ပြထားသောရုပ်ဝါဒအခြေပြုနိုင်ငံရေးဘကဗေဒကိုမိတို့မိပုံဖွင့်ဆိုရှင်းပြထားသည်ကိုရိပ်စားမိကြပါလိမ့်မည်တို့ရာတွင်ဤစာအုပ်ကိုဖတ်ရှုသူအနေနှင့်ပစုံတရားနိုင်ငံရေးဘကဗေဒကိုမျှကြိုတင်သိရှိထားမည်ဟုသောအမှတ်ဖြင့်ရေးသားထားခြင်းမဟုတ်ပါမှတ်သားစရာဝဟာရများကိုလည်းနောက်ဆက်တွဲတင်ပြထားပါသည်စာရေးသူအနေနှင့်ကျွန်တော်မျှော်လင့်ချက်မှာဤစာအုပ်ကိုစာဖတ်သူတို့ကလက်ရှိခေတ်အတွက်အချိန်ကိုက်ဖြစ်သောစာအုပ်စိတ်ဝင်စားစရာကောင်းပြီးအသွေးခေါ်ကိုနှိုးဆွပြီးသောစာအုပ်အဖြစ်ထင်မြင်ပြီးမိမိတို့ဘာသာရှေ့ဆက်ဆင်ခြင်တွေးဆမှုများပြုကြလျင်တော်ပါပြီ